ကျွန်တော်မိန်းမ Facebook ပေါ်ကဟိုဘေးကျွန်တော်မိန်းမတမင်းကြိုက်တော့ဆိုဘာညာဘလော့တွေတင်နေဘေးဘလော့တွေကြည့်ပြီးအမြဲတမ်းသူ့ကိုလည်းဘာညာချက်ပေးပါအောင်အဲ့လိုမျိုးချက်ကျွေးပါအောင်ဘာရိုးပါအောင်ဘာညာပြောနေလို့သူဒီနေ့သူအလုပ်သွားတော့လေသူမသိအောင်သူကြိုက်တဲ့အမဲသား steak လေးလုံကျွေးပြတယ်သူမသိအောင်ဘလော့လေးခိုးရိုက်ထားတယ်ဟိုဘေးနဲ့တူသွားအောင်လို့မဲသားကိုလှီးပြီးတော့စားထည့်တယ်ပြီးတော့ငရုတ်ကောင်းမှာထပ်ထည့်တယ်ဆောင်းကောင်းနေပြီပြီးတော့ကညွန့်ကိုစားလို့လွယ်အောင်တုံတုံလေးတွေလှီးမယ်ညွန့်လှီးပြီးတော့အာလူတွေနှွာမယ်အာလူနှွာတယ်ဟိုဘက်လှည့်နှွာတယ်နောက်ပြီးဆောင်းပင်မလာတော့စာဝါလေးခဏတောက်တယ်ဆောင်းလစ်နေပြီပြီးတော့အာလူကိုအတုံတုံလေးတွေရအောင်လုပ်တယ်ပြီးတော့အာလူကိုပြုတ်မယ်အာလူပြုတ်နေတဲ့အချိန်တွင်းမှာပဲအမဲသားအစီတုံးကိုထည့်တယ်ပြီးအမဲသားကိုထည့်တယ်ဟိုဘာညာဟိုဘက်လှိမ့်နေလှိမ့်လို့ပြီးတဲ့အချိန်မှာပဲအမဲသားနည်းမွေးအောင်ထောပတ်တုံးထည့်မယ်ထောပတ်တုံးထည့်ပြီးအနံ့ထပ်မွေးအောင်ကျုံဖြူထပ်ထည့်တယ်ထပ်ထည့်ပြီးတော့ဆောင်းအနေနဲ့မွေးသွားတဲ့ချိန်တွင်းမှာလှိမ့်မယ်ဟိုဘက်ဘာညာဆောင်းကနေကောင်းနေပြီပြီးတော့ကြံခဲ့တဲ့စီလေးနဲ့အနေငယ်ကညွန့်လေးကိုကြော်မယ်ထောပတ်လေးထပ်ထည့်မယ်ရတာလေးမှုေးအောင်ကောင်းအောင်ပြီးတော့ထည့်လှိမ့်ပြီးအကွက်တွေပြတော့မယ်ကြည်လိုက်အကွက်တွေပြပြီးမီးတွေထားတောက်တော့မယ်ကြည်လိုက်အကွက်တွေပြတော့အကွက်တွေလန်းနေပြီဆောင်းလန်းသွားတဲ့ချိန်တွင်းမှာပဲအာလူကလည်းကြက်တော့အာလူကိုခြေမယ်ခြေပြီးတော့အာလူနဲ့ဘာညာရောဖို့အတွက်နွားနို့ထည့်မယ်နွားနို့ထည့်မယ်နွားနို့ထည့်ရင်ထပ်မှုေးမယ်ဆောင်းနေမောနေပြီမှုေးရတာပြီးတော့ထောပတ်တုံထပ်ထည့်တယ်ထောပတ်တုံထည့်ပြီးတော့အားလုံးလည်း ready ဖြစ်ပြီဆိုတော့ plate တွေလေးစီစဉ်မယ်ကျွန်တော်မိမကအရန်စိမ်းလည်းမကြိုက်ဘူးအရန်အကျိတ်လည်းမကြိုက်ဆိုတော့အနေတော်လေးပါညာလုပ်ပေးတာပီပန်းလေးလှဆင်တယ်ပြီးတော့ sauce လေးထည့်တယ်ဆောင်းရလာရှိတဲ့အမဲသား steak တပွဲရပါပြီအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆောင်းကောင်းတယ်